မင်္ဂလာပါအားလုံးပဲမင်္ဂလာပါခုကျွန်တော်ကအလုံးနာတဲ့ချိန်စရစ်ရိုးတစ်ခုတော့ပါစရစ်ရိုးပါကောင်းတယ်ကြိုက်တယ်ဆိုတော့ခဏခူစားတော့ပါဒီအိမ်ကလူမရှိဘူးသူကဒီအိမ်ပိုင်ရှင်ကအိမ်၃လုံးပိုင်ထားတယ်သူကမြို့မှာပဲသွားနေတယ်ဒီတော့မှကျွန်တော်တစ်ခါလေး Sunday holiday လူနေကြမှာနားလေးပြန်နာယုံတဲ့ဘောပေါ့ဟာအိမ်၃လုံးပိုင်တယ်ဆိုတော့ပိုတဲ့နှလုံးကသူမနေဖြစ်ဘူးအဲ့ဒီပိုတဲ့နှလုံးကိုယူမလားလို့မေးလာတယ်ဘယ်လိုလုပ်ရမှာလဲယူရမှာလားပူတယ်ဗျာပြင်သွားရင်ထီးတွေသွားပါထုတ်တွေဆောင်းသွားပါကျမရင်ယူဆိုင်ပါဗျာဒီပူတယ်ကျွန်တော်ကပူတဲ့ဒေတာဆိုတဲ့တယ်ဗျာအေးတဲ့ဒေတာကျွန်တော်ကတောင်ကြီးမှာဆိုတော့ဆောင်းရည်ဆိုတာအေးတယ်တိတ်မတဲဘူးဒါမဲ့တောင်ကြီးကျတော့ဒီလိုတမျိုးကောင်းတယ်ကျွန်တော်ရန်ကုန်မှာလေးတွားရင်ဒါတွေဖြူတယ်ချမ်းပြည်မှာနေတာတော့ဒါတွေပဲပူတဲ့ဒေတာရောက်ရင်ကျွန်တော်ဒါဖြူတယ်ပါလို့လဲဆိုတော့ချွေးတွေထွဲလာလို့ချွေးထွဲလို့ဒါတွေဖြူတာပေါ့ချမ်းပြည်မှာနေတော့ငါဆိုစောင်းရည်ဆိုချွေးမထွဲဘူးချွေးမထွဲလို့ဒီချွေးပေါက်တွေပါလေပိတ်ဒါတွေမဲဝေါလေကွေးလေခွဲနေတာရချက်စင်းဆိုးနေတာပဲရတယ်ဗျာလေကွေးလေခွဲတွေဝေါစိတ်ချမ်းသာစရာပဲညတယ်လေပြန်လွားတယ်များကြီးပဲစိတ်ချမ်းသာစရာကောင်းတယ်ဗျာဒီလိုချင်းလေးတွေမြင်ရတော့စိတ်ချမ်းသာတယ်စိတ်ချမ်းသာတယ်ဘာနေလဲမသိဘူးကြောင်းလည်းသိတယ်